皆さんこんにちは。အားလုံးပဲမင်္ဂလာပါဝင်းပါဒီနေ့မှာတော့ဒီစမ်းဆွေပေါ့နော်ရေးစပ်ပါတဲ့အန်တူခန်းကြီးစကလုံးဒီမှာဒီကြံတဲ့6လုံးပေါ့နော်အဆက်ကလေးကိုပြပြပါမယ်အဲ့တော့ဒီ6လုံးပြီးရင်ကကြတော့ဒီအန်တူမှာဒီရေးစပ်ပါတဲ့ဒီခန်းကြီးလေးတွေကပြီးသွားပြီပေါ့နော်အဲ့တော့နံပါတ်9လုံးမြောက်စလုံးကြည့်လိုက်ရအောင်နံပါတ်9လုံးမြောက်စလုံးကဘာလဲဆိုရင်ဒီ N3 မှာလည်းတွေ့ခဲ့ပူတယ်သူကခိတ9ဆိုတဲ့ဒီညစ်ပတ်တော့ပေါ့နော် verb အနေနဲ့ဆိုရင် yogo su yogo တဲ့သူသုံးတယ် adjective အနေနဲ့ဆိုရင်ခိတ9အဓိကကဒီခန်းကြီးရာလေး N3 မှာတွေ့ခဲ့ပူတဲ့အတွက်သူ့ကိုဆွဲချက်ဆိုတာထက်သူ့ကိုဖတ်နည်းကနောက်တစ်မျိုးရှိသေးတယ်ဘယ်လိုဖတ်လဲဆိုရင်အဲ့ဒါခေကားစုလို့ဖတ်တယ်သူ့ရဲ့အတန်ထွက်ကိုဒီ N2ဒီခန်းကြီးမှာအတန်ထွက်ကိုမေးတယ်ပေါ့နော်အဲ့ခါကျရင်ခိတနိုင်နဲ့ယောဂောစုနဲ့ကိုသိပေမဲ့ဒီခေကားစုကိုမဖတ်တတ်ဘူးပေါ့နော်အဓိကကဒီခေကားစုဆိုတဲ့အတန်ထွက်ကလေးကိုကြက်မယ်။ तू ကညဉ့်ညမ်းစေတယ်ဆိုပေမဲ့ဘယ်လိုဟာလဲဆိုရင်ဥမာကိုကြောင့်ပေါ့နော်လူတစ်စုံတစ်ယောက်ကသူ့ရဲ့နာမည်မှာအဲ့လိုသူ့ရဲ့နာမည်ပြတ်သွားတာတို့သူ့ရဲ့နာမည်မှာစွန့်ထင်းသွားတာပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားရင်ခေကားစုဆိုပြီးတော့ပေါ့နော်ညဉ့်ညမ်းစေတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ तू ကကြတော့ညဉ့်ညမ်းတယ်ဆိုပြီးတော့အရှိမသူရေစက်လေးနဲ့စားရပေါ့နော်အနောက်ကတော့ဒီလိုပုံစံခန်းကြီးလေးပါအဓိကဒီစလုံးက N3 မှာလည်းပါခဲ့ပူတဲ့အတွက်အဓိကဆွဲချက်ဆိုတာထက်သူ့ရဲ့ခေကားစုဆိုတဲ့အတန်အတွက်လေးကိုဖတ်တောင်လို့မှတ်ထားပါမယ်အဲ့တော့နောက်တစ်လုံးကနံပါတ်8ဆိုတဲ့နံပါတ်8စလုံးလေးကနည်းနည်းတော့ခတ်တယ်ပေါ့နော်ပုံစံလေးကခတ်တယ်အဲ့တော့ तू ကသူ့ရဲ့ဒီခွန်းရော်မီကမဖတ်တတ်တာများရယ်ပေါ့နော်တော့ဘယ်လိုဖတ်လဲဆိုရင်အီဆာကီရောဥပေါ့အီဇာကီရောဥတန်ရှင်းသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဒီပြီးရင်သူ့ရဲ့တွဲလုံးအွန်ရော်မီအတန်ဘာလဲဆိုရင်ခေဆတ်ဆိုပြီးတော့ဖတ်တယ်ပေါ့နော်ခေဆတ်ဆိုပြီးတော့ဖတ်တယ်အဲ့တော့ तू ကသူ့ရဲ့နာမည်ကြီးတဲ့ဂျူကုကောတွဲလုံးလေးရှိတယ်သူ့မှာနာမည်ကြီးရဲ့ဂျူကုကောတွဲလုံးလေးရှိတယ်အဲ့ဂျူကုကောကဘယ်လိုဖတ်လဲဆိုရင်ဆေးခေဆတ်လို့ဖတ်တယ်ဒီစိတ်ခဲဆိုတဲ့စကားလုံးလေးကလေဒီအလုတ်ပေါ့နော်ဂျပန်အလုတ်တွေမှာဒီ 5s ဆိုတာရှိရပေါ့နော်အဲ့ဒီ 5s တဲမှာစိတ်ဒီစိတ်တုံစိတ်ခဲဆိုပြီးတော့စိတ်ခဲဆိုပြီးတော့တန်ရှင်းတက်ရမှုပေါ့နော်သူကသူ့ရဲ့ဂျူကူကော်လီကနာမည်ကြီးတယ်စိတ်ခဲဆိုလို့ဖတ်တယ်စိတ်ခဲဆိုတာခဲဆိုလေးအဲ့တော့ဒီခဲဆိုကိုမပြောခင်မှာအရှိရစိတ်အကြောင်းအရင်ပြောမယ်ပေါ့နော်အရှိရစိတ်ကမိနာဆန်တို့မြင်ဘူးတလို့ရှိရသူကအရှိမရေစက်လေးထည့်ထားပြီးတော့အနောက်မှာဘာခန်းကြီးလေးလဲဆိုရင်အပြာရောင်ခန်းကြီးလေးပေါ့နော်အပြာရောင်ခန်းကြီးလေးရေပေါ့ဘလို့ရေလဲဆိုရင်ပြာလဲနေတဲ့ရေကဘာဖြစ်လဲဆိုရင်တန့်ရှင်းနေဆိုတန့်ရှင်းတော့ဆိုပြီးတော့သူကခီယောအီဆိုပြီးတော့သူလဲတန့်ရှင်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တခါတည်းဒါအန်တူမှာဒီသူ့ရဲ့ဒီဂျူခုကော့လေးနှလုံးလုံးอ่ะပေါ့နော်နာမည်ကြီးရဲ့အတွက်နှလုံးလုံးတခါတည်းပြောလိုက်မယ်အရှိရစလုံးလေးကတော့မှတ်ရတာလွယ်တယ်ရေတွေကွာရေဘလို့ရေကတန်ရှင်းတက်ရလဲဆိုရင်အဲ့လိုပြာလဲနေတဲ့ရေလေးကတန်ရှင်းတယ်ပေါ့သူ့ကိုဘာလို့စိတ်လို့ဖတ်လဲဆိုရင်ဒီ N4 တော့อ่ะပေါ့နော်အပြာရောင်ခန်းကြီးကိုစိတ်လို့ဖတ်ခဲ့တယ်အဲ့ဒီအတွက်ဒီရေစက်ထဲလိုက်ရုံနဲ့သူ့လဲစိတ်လို့ဖတ်မယ်အနောက်ကခဲဆွတ်လေးကိုဘလို့မှတ်မလဲပေါ့အဓိကအနောက်ကခဲဆွတ်လေးကိုလည်းမှတ်ကြမယ်ပေါ့နော်သူကသူ့ရဲ့ဆွဲချက်အရှိမရေးဆက်ရှိတယ်အဲ့တော့တန်ရှင်းအောင်လုပ်ဖို့ဆိုရင်ညစ်ပတ်နေတဲ့အရာကိုဘလို့တန်ရှင်းအောင်လုပ်လို့ရလဲဆိုရင်ပထမတစ်ချက်ကရေဆေးပြီးတော့တန်ရှင်းအောင်လုပ်လို့ရတယ်ရေဆေးပြီးတော့တန်ရှင်းအောင်လုပ်လို့ရတယ်ပြီးရင်အနောက်ကဒီလိုမျိုး3ချက်ခန်းကြီး4ချက်ပေါ့4ချက်ခန်းကြီးလေးပါမယ်ပြီးရင်အနောက်ကဒီလိုပုံစံလေးဒီလိုဒါလေးကဓာတ်လို့အတိတ်ပဲရတယ်ပေါ့နော်မသိရင်လည်းအခုတည်းကမှတ်လိုက်လို့ရတယ်ပေါ့နော်ဒါလို့အတိတ်ပဲရတယ်အဲ့တော့တန်ရှင်းညစ်ပတ်နေတဲ့အရာတွေကိုတန်ရှင်းအောင်လုပ်ဖို့ဆိုရင်ရေနဲ့ဆေးမယ်ပြီးရင်နောက်တစ်ချက်ကလေအဲ့လိုမျိုးလူပေါ့အဲ့လိုလူတယောက်ကိုယ့်ပေါ်ကိုအဲ့လိုမျိုးမကောင်းကြံနေသူနဲ့ပတ်သက်ရင်မကောင်းကွာကိုယ့်ရဲ့စိတ်တွေကအမြဲတမ်းညစ်ညမ်းရတယ်စိတ်ညစ်ရတယ်ဆိုအဲ့လူနဲ့ကိုနဲ့ကတန်ရောစင်ကြိုးတွေဖြတ်တော့အောင်ဒီအောက်ကကျတော့အချီကြိုးပေါ့နော်အချီကြိုးလေးအဲ့တော့အဲ့ဒီလူနဲ့ကိုနဲ့ဒီတန်ရောစင်ကြိုးတွေဖြတ်တောက်မယ်ဆိုရင်ဓာတ်လိုမျိုးပဲဒုံးတိဖြတ်ချပလိုက်မယ်အဲ့ဒါဆိုရင်အဲ့လိုမျိုးကိုညဉ့်ညမ်းစေတဲ့လူနဲ့ကွဲသွားပြီဆိုရင်ကိုကဘာဖြစ်သွားလဲတန်ရှင်းသွားပြီပေါ့နော်အဓိကမှတ်မှာကဘလို့မှတ်မလဲဆိုရင်ဒီအီဆာကီယောဤဆိုတာကတန်ရှင်းအောင်လုပ်ဖို့ဆိုရင်ပထမတစ်ချက်ကဘာလုပ်ရမလဲဆိုရင်ရေနဲ့ဆေးရမယ်ညဉ့်ညမ်းတဲ့အရာတွေကိုတန်ရှင်းအောင်လုပ်ဖို့ဆိုရင်ရေနဲ့ဆေးရမယ်ပြီးရင်ဓာတ်လေးက4ချက်လာမယ်ပြီးရင်လူတစ်ယောက်နဲ့အဲ့ဒီလူတယောက်နဲ့ကိုနေကတန်ရောစင်ကြိုးတွေရှိရဒါပေမဲ့အဲ့ဒီလူနဲ့ပတ်သက်ရင်ကိုကအမြဲတမ်းစိတ်ညစ်ရတယ်ညဉ့်ညမ်းရတယ်ဆိုရင်သူနဲ့ကိုကြမှာရှိရဲ့ဒီလိုမျိုးတန်ရောစင်ကြိုးတွေကိုဓာတ်နဲ့ဖြတ်တောက်လိုက်ရမယ်အဲ့ဒါဆိုရင်ကိုပွားကြီးကတန်ရှင်းတက်ရသွားပြီ
ဟုတ်ပြီနော်စိတ်ခဲဆိုသူ့ရဲ့ဂျူကူကောလီကအရေးကြီးတယ်စိတ်ခဲဆိုလို့ဖတ်ပါမယ်အဲ့တော့ဒီနံပါတ်9နဲ့နံပါတ်10ကနံပါတ်9ကဒီအတန်ထွက်ဆိုရဲခဲကားဆိုမှတ်မယ်နံပါတ်10ကကြတော့သူ့ရဲ့ဂျူကူကောဖြစ်တဲ့စိတ်ခဲဆိုဆိုတာကိုရအောင်ကြက်မယ်အဲ့လောက်ကြံရပါပြီပေါ့နော်โอเคနံပါတ်9နဲ့10နဲ့ပြီးပြီဆိုတော့နောက်ထပ်နံပါတ်9နဲ့10ကြည့်လိုက်ကြရအောင်နံပါတ်9ကကြတော့ဒီစလုံးလေးကတော့အမြဲတမ်းတွေ့ဘူးနေကြပါတော့ဂျောကျောဆိုပြီးတော့ဖတ်တယ်ဂျောကျောဆိုတာကအခြေအနေကိုပြောတာပေါ့နော်စာပိုက်တွေဖတ်တဲ့နေရာမှာလဲဂျောကျောဆိုပြီးတော့တွေ့ရပေါ့နော်အဲ့တော့အဓိကဒီနေ့ကဂျောကျောကဘာမှမလဲဆိုရင်ကျောကိုမှတ်မယ်ပေါ့ဂျောကျောကကျောသူကခန်းကြီးအနေနဲ့မမေးဘူးပေါ့နော်ဒီတိုင်းဒုတ်ကိုင်းနေဒီစာပိုက်တွေဖတ်တဲ့နေရာမှာတွေ့ရင်ဒီတိုင်းဖတ်တတ်အောင်လို့ပေါ့နော်အဲ့တော့ဂျောကျောကကျောပေါ့ဒီကျောလေးကိုမြနာဆန်တို့ရင်းရင်းနှီးနှီးကိုမြင်ဘူးတယ်ဗမာမြင်ဘူးလဲဆိုရင် N4 ခန်းကြီးမှာဒီခန်းကြီးလေးမိသားစုတွေကိုတင်တော့လေအဖေအမေမောင်တမဆိုတဲ့နေရာမှာဒီကျောတိုင်မှာပါတဲ့ကျောလေးပေါ့နော်ညီအကိုမောင်တမဆိုတဲ့ဒီကျောတိုင်မှာပါတဲ့ကျောလေး तू ကအာနီလို့လဲဖတ်တယ်နော်အကိုဆိုပြီးတော့အာနီအကိုခန်းကြီးပေါ့နော်သူများနဲ့ပါကျောတိုင်ညီအကိုမောင်တမကျောလေးအဲ့တော့အဲ့ဒီအကိုခန်းကြီးရဲ့ရှိမှာဗာလေးထည့်လိုက်ရုံပဲလဲဆိုရင်ဒီရေစက်လေးထည့်လိုက်ရုံပဲရေစက်လေးထည့်လိုက်ရုံနဲ့ဒီဂျောကျောဆိုတဲ့အခြေအနေဖြစ်သွားတယ်အဲ့တော့ဒီခန်းကြီးအစိပ်ပိုင်းတစ်ခုလုံးကတူတဲ့အတွက်သူ့ရဲ့အွန်ယုံမီကျောဆိုတဲ့အတန်ထွက်ကလည်းအတူတူပါပဲအဲ့တော့မြားဆန်တို့ကစာမွေးမှာဒီခန်းကြီးအသစ်တွေကိုမြင်တဲ့အခါအသစ်ဆိုတာထက်ကိုကကွာအဲ့လိုမျိုးဒီခန်းကြီးဆိုရင်ဥမာအနောက်ကအာနီခန်းကြီးကိုမြင်ဘူးတဲ့ကျောတိုင်ကကျောပေါ့ဒါပေမဲ့အရှိကရေစက်ပါလိုက်တဲ့အခါကျတော့မသိဘူးဘယ်လိုထွက်မှမသိဘူးအဲ့ခါကျရင်ဒီကျောတိုင်မှာကျောလို့ထွက်ခဲ့တာဖြစ်တဲ့အတွက်သူ့ကိုလည်းကျောလို့ထွက်လို့ရတယ်ပေါ့နော်အဲ့လိုခန်းကြီးအစိပ်ပိုင်းတူရင်ကွာသူ့ရဲ့တရုတ်တန်အွန်ယုံမီကအဲ့လိုမျိုးတူတဲ့ဟာပေါ့နော်80%လောက်ကတူကိုတူတယ်ကွာတီးလားအဲ့ဒါကြောင့်ခန်းကြီးတွေကြက်တဲ့အခါမှာအဲ့လိုစင်တူလေးတွေခွဲပြီးကြက်တာကအဲ့လိုမျိုးပို့ပြီးမှတ်မိရလဲလွယ်တယ်စာမွေးမှာပါလာလို့ရှိရင်လည်းအဲ့လိုမျိုးခံမှန်းလို့ရတယ်ပေါ့နော်အဲ့တော့ပြန်ပြောရရင်သူ့ရဲ့မှတ်နည်းကဘယ်လိုမှတ်မလဲဆိုရင်အရှိမရေစက်လေးပါတဲ့အတွက်အရေးဆိုတော့ဘီယာဆိုတဲ့အရေးတွေတောက်လာတဲ့အကိုရဲ့အခြေအနေပေါ့မဘီယာတွေတောက်လာပြီဆိုရင်အကိုရဲ့အခြေအနေကသွေးဆိုးသွားတာလားငိုနေရလားရီနေရလားပေါ့နော်ဘီယာတွေတောက်လာတဲ့အကိုရဲ့အခြေအနေဆိုပြီးတော့မှတ်လို့ရပါတယ်အဲ့တော့နံပါတ်10ရဲ့စလုံးလေးကဖူကာယီဆိုတဲ့နတ်ရှိုင်းတော့ပေါ့နော်ဒီဖူကာယီကလည်း N3 မှာတွေ့ခဲ့ဘူးတဲ့သူကတော့တွေ့ခဲ့ဘူးမှာပေါ့နော်အဓိကကသူ့ရဲ့ဒီဂျူကူကောလေးသူ့ရဲ့တွဲလုံးစလုံးလေးကဘယ်လိုဖတ်လဲဆိုရင်ရှင်းခိုကူလို့ဖတ်တယ်အနောက်ကခန်းကြီးလေးကလေချစ်ခိုကူဖြစ်တာနောက်ကျတဲ့ခိုကူလေးပေါ့နော်အဲ့တော့ရှင်းခိုကူဆိုရင်နတ်ရှိုင်းတော့ဒီသူ့ရဲ့ဂျူကူကောလေးကိုဖတ်တောင်လို့တာပေါ့နော်ရှင်းခိုကူကနတ်ရှိုင်းတော့ဖူကာယီလို့ဖတ်တယ်ဒီစလုံးလေးကလည်းအန်တူမှာအတွေ့များတဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့ तू ကဘယ်လိုမှတ်မလဲဆိုရင်သူ့မှာကအရှိမရေစက်လေးပါမယ်အခုကရေစက်တွေတင်နေတော့ရေစက်ကတော့မဖြစ်မနေပါတယ်ပြီးရင်ဒီအစိပ်ပိုင်းလေးခတာခနာရူဆိုတဲ့အစိပ်ပိုင်းလေးကခန်းကြီးမှာဘာလို့ဆိုလို့လဲဆိုရင်6ထောက်ကိုပြောတာပါ6ထောက်ပုံစံလေးသူကခန်းကြီး radical နေနဲ့ဆိုရင်6ထောက်လို့အဓိပ္ပာယ်ရပါတယ်ပြီးအောက်ကတော့တစ်ပင်မှာအဲ့တော့ဘယ်လိုမှတ်မလဲဆိုရင်နတ်ရှိုင်းနေပင်လေတွေအဲ့လိုမျိုးရေနက်ပေါ့ရေနက်ပိုင်းနေမှာဆိုရင်လူတွေရဲ့6ထောက်ကမမီဘူးလေလူတွေရဲ့6ထောက်ကထောက်လို့လည်းမရဘူးလို့တစ်ပင်အကြီးတွေကလည်းမပေါက်ကွာမှာရေနက်ပိုင်းနေမှာဆိုရင်ဒီရေရဲ့အောက်ခြေမှာဒီရေမော့ပဲမဟုတ်ဒီသူတို့ရေမျက်နှာပြင်မှာပေါက်တဲ့တန်နာကြောက်တန်းပုံစံမျိုးပေါက်တဲ့အပင်လေးရှိမယ်ကွာဒီလားဒါမဲ့ဟိုလိုမျိုးကုန်းပေါ်မှာပေါက်တဲ့အပင်ကြီးတွေမရှိဘူးရေအနာပိုင်းမှာအဲ့လိုအပင်ကြီးတွေမရှိသလိုလူတွေကလည်းအဲ့ဒီရေအောက်ပေါ်မှာ6ထောက်ထောက်ပြီးသွားလို့မရဘူးကွာဘယ်လိုဆိုရေကအရမ်းနှက်တဲ့အတွက်အောက်ဆီဂျင်မရနိုင်ဘူးလေဟိုအသက်ရှူလို့မရဘူးပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ရေကအရမ်းနှက်တဲ့အတွက်ဟိုပုံမှန်ကုန်းပေါ်မှာလိုမျိုးဒီရေအောက်ခြေမှာလမ်းလျှောက်ပြီးတော့သွားလို့မရဘူးပြောချင်တာဒီရေအောက်ခြေရေနှက်တဲ့နေရာမှာဆိုရင်လူတွေရဲ့6ထောက်ကလည်းမရောက်ရှိနိုင်သလိုတစ်ပင်အကြီးတွေကလည်းမပေါက်ရောက်နိုင်ဘူးပေါ့အဓိကနတ်ရှိုင်းသောဆိုတဲ့ခန်းကြီးမှာ6ထောက်နဲ့တစ်ပင်နဲ့ပါမယ်ပေါ့နော်အဓိကလွယ်လွယ်လေးပါဒီရေနတ်ရှိုင်းနဲ့ရေတွေနေရာမှာရေနှက်တဲ့နေရာမှာ6ထောက်နဲ့တစ်ပင်နဲ့ပါပါမယ်ပတ်လေနဲ့ဒီနေရာမှာရေနဲ့6ထောက်နဲ့ပေါ့နော်အဲ့တော့ဒီဟာလေးရှင်းမယ်ထင်တယ်နော် N3 မှာလည်းပါတယ်အဓိကသူ့ရဲ့ဂျူကူကောဖြစ်တဲ့ရှင်းကိုဖတ်တာပါမယ်โอเคနောက်ထပ်နှလုံးမဲကြံတော့တယ်ပေါ့နော်ဒီနေ့အတွက်ကဒီစမ်းဆွေရေစက်ပါတဲ့ခန်းကြီးလေးကနှလုံးမဲကြံပါတယ်
အဲ့တော့ဒီ17နဲ့17စလုံးမှာနံပါတ်17ဆိုရဲခန်းကြီးလေးက N3 မှာပါခဲ့တယ်ဒီ17ကော17ကောကဒီအတွေ့များတယ်ဒီ17ဆိုရင်လုံးဝအရေးကြီးရယ်ကွာဒီ17ဆိုရင်လည်းဒီစားပိုက်တွေဖတ်တဲ့နေရာမှာတွေ့ရပေါ့နော်အဲ့တော့နံပါတ်17ကိုအရင်မှတ်အောင်သူကဟာကာရူတဲ့ဟာကာရူကအဓိပ္ပာယ်တိုင်းတာဟာကာရူကတိုင်းတာအဲ့တိုင်းတာက N4 မှာတော့ကတလုံးပါခဲ့တယ်ကြီးကန်မဟုတ်တိုခဲပေါ့နော်တိုခဲမှာပါခဲ့တဲ့စလုံးလေးဒီစလုံးလေးကလည်းဟာကာရူတိုင်းတာတယ်ဆိုတဲ့စလုံးပေါ့နော်သူကဗမာပါခဲ့လဲဆိုရင်တိုခဲဟာခဲနိုင်မှာပါခဲ့တာပေါ့နော်ဒီစလုံးဒီအခု N2 level က N2 level ဆိုရဲအတိုင်းပို့ပြီးမြင့်သွားတယ်သူကအတိုင်းတာတွေကိုတိုင်းထွာတဲ့နေရာမှာတိုင်းတာတယ်ခံမှန်းတယ်မှန်းဆတယ်ဆိုပြီးတော့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဟာကာရူတိုင်းတာတယ်သူ့ရဲ့ဂျူခုကော်လီကဘယ်လိုဖတ်လဲဆိုရင်ဆိုခုတဲလို့ဖတ်တယ်ဆိုခုတဲဤအနောက်ကတဲဤကီကန်တို့ဘာလို့ကတဲဤလေဆိုခုတဲဤလို့ဖတ်တယ်အဓိကသူ့ရဲ့ဂျူခုကော်လီကိုလည်းမှတ်ရပါမယ်ဆိုခုတဲဤတိုင်းတာတယ်တိုင်းတာချင်းဆိုတဲ့အဓိပ္ပာယ်ပါဆိုခုတဲဤအဲ့တော့ဒီစလုံးလေးကအသစ်ထပ်မှတ်စရာမလိုပဲနဲ့ N3 တော့ကသင်ခဲ့တဲ့စလုံးလေးနဲ့မှတ်မယ်ပေါ့နော်N3 တော့ကဒီအရှိမလူခန်းကြီးလေးအနောက်မှာခယူပြီးရင်ဓာလေးနဲ့ဓာလေးကခဝဘတ်ချမ်းဆိုပြီးတော့စတူကာဝတန်ပါတယ်ကာဝဘတ်ချမ်းဆိုပြီးတော့ဖတ်တယ်ပေါ့နော်ဟဲ့စွတ်တူကာဝါတို့မတူကာဝါတို့ဘတ်ချမ်းဆိုပြီးတော့အတန်ထွက်ခဲ့ရပေါ့နော်အဲ့တော့ဘတ်ချမ်းလူတွေရှိရဲ့ဘတ်ချမ်းဆိုပြီးတော့ဒီလူခန်းကြီးလေးပါရင်သူကဘတ်ချမ်းဆိုတဲ့ခန်းကြီးလေးပါစွတ်တူကာဝါတို့မတူကာဝါဆိုရင်ပြင်းပေါက်ဘတ်ချမ်းတို့ပါတော့လူပါရင်ဒီဘတ်ချမ်းဆိုပြီးတော့မှတ်မယ်အဲ့တော့အဲ့ဒီလူနေရာမှာရေစက်ခန်းကြီးလေးပြောင်းသွားပြီပေါ့ရေစက်ခန်းကြီးလေးပြောင်းသွားဆိုရင်လူတွေရှိရဲ့ဘတ်ချမ်းမှာလူတွေနေထိုင်တဲ့ဘတ်ချမ်းမှာဒီရေတွင်းတူးပေးဖို့တို့ရေပို့ဆောင်ပေးဖို့ဘာလို့လဲဆိုရင်တိုင်းတာတယ်ပေါ့လူဘယ်နှယောက်ရှိလဲလူဘယ်နှယောက်နေထိုင်လဲဆိုပြီးတော့အဲ့တော့လူခန်းကြီးဆိုရင်လူတွေနေထိုင်တဲ့ဘတ်ချမ်းမှာရေခန်းကြီးနဲ့အစားထိုးလိုက်ရင်ဒီရေတွေပေးဖို့ရေပို့ပေးဖို့အတွက်တိုင်းတာတယ်ဆိုပြီးတော့မှတ်ပါမယ်သူ့ရဲ့ဂျူခုကောကဆိုခုတဲလို့ဖတ်ပါတယ်အဲ့တော့နောက်ဆုံးစလုံးလေးကဟေရုကြာစင်းနဲ့ရောကြတယ်ဆိုရဲအဓိပ္ပာယ်ပါသူကသူ့ရဲ့ဂျူခုကောလေးကလည်းလုံးဝအန်1ထိအသုံးများတယ်ပေါ့နော်သူကဘာလဲဆိုရင်ဂန်ရှော့လို့ဖတ်တယ်ဂန်ရှော့ကြာစင်းခြင်းဆိုရဲအဓိပ္ပာယ်ဂန်ရှော့ဆိုပြီးတော့ကြာစင်းခြင်းဆိုရဲအဓိပ္ပာယ်ပါဂန်ရှော့ဟေရုသူများနဲ့ပေါင်းရင်ဂန်ရှော့ရောကြခြင်းကြာစင်းခြင်းအဲ့တော့သူ့ကိုဘယ်လိုမှတ်မလဲဆိုရင်နေရာရေးဖို့မရှိဘူးသူ့ကိုဘယ်လိုမှတ်လို့ရလဲဆိုရင်ဒီဂန်ရှော့လေးကိုပေါ့နော်သူကအရှိမရေစက်ခန်းကြီးပါမယ်ပြီးရင်အမိုးအောက်မှာပါမယ်တစ်ချက်နဲ့ပါဆက်ဆိုတော့တခွန်းပေါ့အဲ့တော့ဘီယာဆိုတဲ့အရည်တွေကိုဒီ short တောက်လိုက်မယ်ပေါ့ဘီယာဆိုတဲ့အရည်တွေကို short တောက်လိုက်တဲ့အခါကျရင်ဒီစကားတခွန်းပြောတာအစစကားတခွန်းမှာအစဒါလေးကအမှားလေးနဲ့တူတယ်အမှားပါတာကရော့သွားတယ်ဥပမာဆိုရင်ပုံမှန်လူတယောက်ပေါ့နော်ပုံမှန်အခြေအနေနဲ့ဒီအရက်ဘီယာသုံးဆွဲထားတဲ့အခြေအနေဆိုရင်မတူပေါ့နော်အဲ့လိုအရက်ဘီယာသုံးဆွဲထားတဲ့အချိန်ဆိုရင်တွေးဆိုးလွယ်တယ်အဲ့လိုမျိုးမပြောသင့်တဲ့စကားတွေကိုလည်းအဲ့လိုမျိုးလွယ်နဲ့ပြောမိရပေါ့နော်အဲ့လိုဆိုတော့ဒီအရက်ဘီယာဆိုတဲ့အရေးတွေကို short တောက်လိုက်မယ်ဟဲရု short တောက်လိုက်တဲ့အခါကျရင်တစ်ချက်နဲ့ပတ်သက်ဆိုတော့စကားတခွန်းပြီးရင်ဒီနေရာအမှားလေးစကားတခွန်းကအစားအမှားပါတာရောကြသွားတယ်ပေါ့အဲ့တော့ဗီဒီယိုကပုံဒီ6လုံးပေါ့နော်အစစဉ်းစားထား10မိနစ်လောက်နဲ့ရအောင်သိမယ်ဆိုပြီးစဉ်းစားထားပြီမယ်ဒီတစ်လုံးနဲ့တစ်လုံးဆက်နေတဲ့စလုံးတွေကိုပါပြောလိုက်တော့ဗီဒီယိုကတော့15မိနစ်လောက်တော့ဖြစ်သွားပြီပေါ့နော်အဲ့တော့မိနာဆန်တို့ဒီဗီဒီယိုကြည့်ရတာအရန်ရှိတယ်ဆိုရင်ဒီတပုံကြည်လေးတင်ပေးတဲ့ခါကျရင်ကိုယ့်အကူ set study လေးလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့15မိနစ်ဆိုတာတော့ဒီ line 3နေနဲ့ကြည့်လိုက်တာပဲဖြစ်ဒီလိုရေချိုးပန်းဝင်တဲ့အခါဒီကိုဟင်းချက်တက်ကကိုယ့်တကူကားစားလုတ်တဲ့အချိန်မှာဒီတိုင်းဖွင့်နာလိုက်ရင်လေဒီတိုင်းနားထောင်လို့ရမယ်ထင်တယ်ပေါ့နော်ဒီဗီဒီယိုလေးနဲ့နားထောင်တာပို့ပြီးတော့
ရှင်းမယ်လို့ထင်ပါတယ်အဲ့တော့နည်းနည်းလေးရှေ့ွားတာတော့ခွင့်လို့ပေးပါအဲ့တော့စာတွေလည်းတခြားလိုက်လို့ပါမကြခင်နဲ့ GABD N2 ဖြည့်ရမှာဆိုတော့皆さんတို့အားလုံးပဲဖြည့်နိုင်ကြပါစေလို့အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲまたね